မင်္ဂလာပါဒီနေ့မှာတော့ရန်ကုန်မြို့မှာလူတိုင်းရောက်ပြီးတော့ကျွန်တော်တစ်ခါမှမရောက်ဘူးတဲ့နေရာရောက်နေပါတယ်ဒီနေရာတော့ကျွန်တော်နောက်မှာရှိတဲ့ Time City ပဲဖြစ်ပါတယ်ဒီနေ့ဒီကိုလာတဲ့အကြောင်းရင်းကတော့ရှိပါတယ်ဒီနေ့တော့ကျွန်တော်ဒီမှာကျောင်းတစ်ကျောင်းကျွန်တော်လာပြီးတော့လေ့လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုက်ခဲ့ပေးပါအောင်ခင်ဗျာဒီကျောင်းကတော့ကျွန်တော်တစ်ခါမှမရောက်ဘူးဆိုပေမဲ့ဒီကျောင်းကိုကျွန်တော်တောက်လျှောက်ကျောင်းသား recommend လုပ်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကျောင်းသားတွေနိုင်ငံခြားမှာကျောင်းသွားတက်ချင်တယ်ယုံကြည်စိတ်ချရတဲ့ pathway တက္ကသိုလ်ဝင်ရမယ်ဆိုတဲ့ pathway ကိုသွားချင်တယ်ဆိုလို့ရှိရင်တော့ဒီကျောင်း AIC Achievement International College ကတကယ်ယုံကြည်စိတ်ချတဲ့ကျောင်းဖြစ်တယ်ပေါ့နော်မင်္ဂလာပါ bro မင်္ဂလာပါကိုစိတ်ကကြောက်ပါခင်ဗျ ဟုတ်ကဲ့ကျေးဇူးပါဆိုဒီနေ့တော့ကိုရဲမှန်နော်ကိုရဲမှန်ကကျွန်တော်ကိုဒီ AIC ရဲ့ campus and facility ကိုလိုက်ပြီးတော့ပြောအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုက်ခဲ့ပါအောင်မင်္ဂလာပါခင်ဗျကျွန်တော်တို့စနတန်းပြီးထားတယ် IGCSE ပြီးထားတယ် GED ပြီးထားတယ်ကျွန်တော်တို့ UK Australia Canada နဲ့ဥရောပမှာရှိတဲ့ထိပ်တန်းတက္ကသိုလ်တွေကိုအာမခံချက်ရှိနဲ့သွားပြီးတော့တက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ AIC မှာ program မျိုးစုံရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် OSSC ရှိမယ် NCUK ရဲ့ International Foundation ရဲ့ရှိမယ်နောက်တစ်ခါကျွန်တော် University 2+1 program နဲ့ရှိပါတယ်ဒီမှာဆိုလည်းကျွန်တော်တို့ဒီကျောင်းသားတွေရဲ့အောင်မြင်မှု success story ကိုတွေ့ရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကနေ IFY ပြီးပြီးတော့မှ University of Manchester မှာCivil Engineering တက်ခဲ့တဲ့အကြောင်းသားလေးရှိတယ် Bristol ရှိတယ် Leeds ရှိတယ်ဘာသာရေးတွေဆိုတော့အစုံမဲ့ပေါ့နော်ဒီမှာဆိုရင်စေးကျောင်းပါတယ် Medical Engineering ပါတယ် Fashion Design ပါတယ် Sports and Exercise Science ပါတယ်ပေါ့နော် ဟုတ်ကဲ့ဒါကတော့ကျွန်တော်ကျောင်းရဲ့ lobby ပြီးလို့ရှိရင်ကျောင်းသားတောင်းသူတွေရဲ့ဒီစာသင်ခန်းတွေပြီးလို့ရှိရင်ကျွန်တော် seminar တွေ webinar တွေဒီမှာပြုလုပ်တဲ့ data run တွေကိုကျွန်တော်တို့ဒီ facility တွေပြည့်စုံနဲ့ကျောင်းကနေ provide လုပ်ပေးထားတယ် ဟော lecture theater တော်တော်လေး modern ဖြစ်တယ်နော်ဟုတ်ဒီ theater ကျတော့ဘယ်လိုအရာတွေမှာသုံးလဲမသိဘူးကျွန်တော်တို့ကတော့ကျွန်တော် program တွေလုပ်တဲ့ပေါ့နော် orientation တွေပေါ့နော် orientation session တွေတုံးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကျောင်းသားကျောင်းသူတွေပေါ့နော် presentation session တွေမှာလည်းတုံးတာမျိုးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်အဓိကတော့ဒီ data room ကတော့ကျွန်တော်တို့ပေါ့နော်လူတွေလည်းအများကြီးစနစ်ကြောင့်မိဘတွေလည်းပါတယ် special occasion တွေမှာတုံးတာလည်းများတယ် AIC ရဲ့ teaching faculty ကျတော့ဘယ်သူတွေပါမလဲ teaching faculty မှာကျွန်တော် local ကိုပေါ့နော် foreigner ကိုပေါ့နော်နှစ်မျိုးလုံးရှိတယ်ပေါ့ local တိကျမယ်ဆိုလို့ရှိရင်တော့ကလေးတွေကပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ practice လုပ်လို့ဖွင့်ရင်းမရမှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ကဒီ SCK OSSC တို့ကလေနိုင်ငံခြားမှာသွားတက်ရတဲ့အတိုင်းဖြစ်တာကြောင့်အင်္ဂလိပ်စာကိုကျွန်တော် practice လုပ်လို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့က foreigner နဲ့ပဲတစ်ခါလေးဒီမှာလေးရပေါ့နော်တင် जा ပြီးခင်ဗျချာ facility ကတော့ကျွန်တော် sport နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော် wall sport complex ဆိုတာရှိရပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော် badminton တွေကိုပြီးလို့ရှိရင် table tennis တို့ gym တို့ပေါ့နော်စတဲ့အားကစားတွေအကုန်လုံးလုပ်လို့ရကျွန်တော် facility လေးကျောင်းသားတွေ provide လုပ်ပေးတာရှိတယ်ကိုအဲ့ကျွန်တော်လိုက်ပြပေးမယ်လေဟုတ်ကဲ့ကျောင်းသားဘွားလို့ကျောင်းတစ်ကျောင်းသွားရွေးမယ်ဆိုလို့ရှိရင်ကျွန်တော်အဓိကကြည်ရစာသင်တိုင်းပဲစိတ်မဝင်စားဘူးအဓိကကျောင်းမှာဘာအားကစား facility ရှိလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုကျောင်းအောက်မှာရေကူးကန်လည်းရှိတယ်နောက်ဒီမှာဆို badminton တို့ basketball ရှိရဆိုတော့ကျွန်တော်တော်တော် excited ဖြစ်ပါတယ်ဗျာဒီမှာဆိုကျွန်တော်ငွေက၄ခွင်းတောင်ရှိရပြခွင်းရလည်းတကယ်ကို share ပဲကျွန်တော်အဲ့ချင်ပါတယ်ဟိုဘက်မှာလည်း basketball ခွင်းရှိရ basketball ခွင်းသွားကြည့်ရအောင်လားဆိုမိုက်တယ် basketball ခွင်းကမရတော့ကစားကြုံရတယ်ဒီဘက်ကိုလာလိုက်ရင်ကျွန်တော်တို့ table tennis ကိုရှိရဟိုဆက်သွားနေကျွန်တော် gym ရှိရပါတော့ gym ထဲမှာဆိုခုမြင်ရမှာစားဆိုတော့လက်ဝဲကြိုးဝိုင်းပေါ့နော်gym မှာဆိုလဲဆက်ပစ္စည်းတော့စုံတယ်ပေါ့နော်အဲ့တော့ကျောင်းသားတွေကကျွန်တော်ကျောင်းတက်ပြီးတာနဲ့ဒီအောက်မှာ gym လာဆော့လို့ရှိရင်ကျွန်တော်နိုင်ငံခြားမသွားခင်ပေါ့နော်စာရည်လည်းတော်ရပါမယ် body ဆိုလဲလုံးဝမိုက်သွားမှာဆိုတော့အကုန်လုံး ready ပဲပေါ့အဲ့ဆိုကြည့်ပါအောင်ဗျာကျောင်း gym ပုံမှန်ကျွန်တော်ဘာမှမရှိဘူးဒီမှာဆိုလို့ရှိရင်ဆက်တွေမှာမျိုးစုံပဲရှင်းလဲရှင်းနေတာပေါ့နော်တော်လေးမိုက်ပါတယ်ဒီမှာAIC ရဲ့စာသင်တဲ့ facility ရောအားကစား facility ကတော့ကျွန်တော်လိုက်ပြခဲ့တဲ့အတိုင်းပဲတော်တော်လေးကိုမိုက်တယ်ပေါ့နော်အဲ့တော့ AIC နဲ့တွဲထားတဲ့ကျောင်းတွေဆိုလဲဒီနိုင်ငံတကာမှာထိပ်တန်းဆိုတဲ့တက္ကသိုလ်တွေပဲပြောစရာမလိုဘူးအဲ့တော့ကိုကနိုင်ငံခြားမှာကျောင်းသွားတက်ချင်တယ်ယုံကြည်စိတ်ချတဲ့ guarantee pathway ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ AIC နဲ့လက်တွဲဖို့ကျွန်တော်အကြံပေးချင်တယ် AIC ကိုဆက်သွယ်ချင်ရင်တော့ကျွန်တော်တို့ AIC ရဲ့ page ကနေဆင်ဒါမှမဟုတ်ကျွန်တော်ဒီအောက်မှာပေးထားတဲ့ phone number လေးကိုဆက်သွယ်လို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာ